ဒီနေ့ကကြတော့ဘ ഹു တုတအနေနဲ့ပြန်ပြီးတော့မျှဝေပေးတာဖြစ်ပါတယ်ကိုတီးတလောက်ကိုလေ့လာထားတလောက်ပြန်ပြီးတော့မျှဝေပေးချင်တာဖြစ်ပါတယ်ဘာကြောင့်ဒီလိုမျိုးမျှဝေပေးတာလဲဆိုတော့ကိုလိုပဲဝါသနာတူတဲ့လူတွေဘ ഹു တုတလေ့လာချင်တဲ့လူတွေဘ ഹു တုတစိတ်ဝင်စားရတဲ့လူတွေပြောလို့ရှိရင်နိုင်ငံရေးအကြောင်းပေါ့ဘာရေးအကြောင်းသိချင်တဲ့လူတွေအတွက်ပြန်ပြီးတော့မျှဝေပေးတာဖြစ်ပါတယ်ပြီးတော့ဘ ഹു တုတစိတ်မဝင်စားဘူးတီးပြီးသားလူတွေဆိုလို့ရှိရင်တော့မကြည့်လို့ရရပေါ့နော်ဒီနေ့ကဘာလေးကိုမျှဝေပေးချင်တာလဲဆိုတော့မွတ်စလင်အမျိုးသမီးလေးတွေရဲ့အကြောင်းကိုမျှဝေပေးချင်တာဖြစ်တယ်ပေါ့နော်မွတ်စလင်အမျိုးသမီးတွေဆိုလို့ရှိရင်မွတ်စလင်နိုင်ငံဆိုလို့ရှိရင်အိုမန်ဒူဘိုင်းအီရန်ပြီးတော့လို့ရှိရင်ကချောတူရကီနာမည်မိသွားပြီပေါ့နော်အဲ့ဒီနိုင်ငံလူအမျိုးသမီးပေါ့နော်မွတ်စလင်နိုင်ငံအမျိုးသမီးတွေကဘာကြောင့်ဒီလိုမျိုးအမဲအောင်ပေါ့နော်အမဲအောင်တကူလုံးဝတ်ဆင်ထားရလဲဆိုတော့ဒီအကြောင်းဒီလိုမျိုးဝတ်ဆင်ထားတဲ့အကြောင်းအရာမှာအတိတ်ပဲအများကြီးရှိရပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်တို့မျက်နှာပေါ့နော်မျက်နှာကိုဘာကြောင့်တို့ဒီလိုမျိုးအမဲအောင်နဲ့ဒီလိုမျိုးကတ်ထားတာလဲဒီလိုမျိုးပိတ်ထားတာလေမျက်လုံးပဲပေါ်ပြီးတော့ဘာကြောင့်ဒီလိုမျိုးသူတို့အမဲအောင်ပိတ်စားနေသူတို့မျက်နှာကိုအုပ်ထားလဲဆိုလို့ရှိရင်သူတို့မျက်နှာကိုသစိမ်းယောက်ျားမြင်ခွင့်မရှိဘူးเนาะသစိမ်းလူကမြင်ခွင့်မရှိဘူးသစိမ်းယောက်ျားကမြင်ခွင့်မရှိဘူးသူတို့ရဲ့အမျိုးသားသူတို့ရဲ့အဖေမေသူတို့ရဲ့ညီကိုမောင်နှမတွေကပဲသူတို့မျက်နှာကိုအဲ့ဒီမွတ်စလင်မျိုးသမီးတွေရဲ့မျက်နှာကိုမြင်ခွင့်ရှိပါတယ်ပြီးတော့ဘာကြောင့်သူတို့စပင်ကိုဒီလိုမျိုးအမဲအောင်နဲ့အမြင်မကြောက်သူတို့ဒီလိုမျိုးအုပ်ထားကြရလဲဆိုလို့ရှိရင်သူတို့ရဲ့စပင်ကိုသစိမ်းယောက်ျားမြင်ခွင့်မရှိပါဘူးသူတို့စပင်ကိုမြင်မဲ့လူဒီသူတို့ဖေမေသူတို့ရဲ့အမျိုးသားသူတို့ရဲ့ညီကိုမောင်နှမပဲသူတို့ရဲ့စပင်ကိုမြင်ခွင့်ရှိရဖြစ်ပါတယ်။ဘာကြောင့်သစိမ်းယောက်ျားဒီစပင်ကိုမြင်ခွင့်မရှိရလဲဆိုလို့ရှိရင်သူတို့ရဲ့ဘာသာရေးယူဆချက်ရှိရပါတော့။သူတို့မွတ်စလင်တွေကကြတော့သူတို့တေဝါလို့ရှိရင်သူတို့မီးရှူကြတယ်။မီးရှူတဲ့အခါကြလို့ရှိရင်ဒီစပင်မကြအကုန်လုံးမီးလောင်ရမယ်ပေါ့နော်။ဥပမာသူတို့တေဝါတယ်မီးရှူတဲ့အခါကြလို့ရှိရင်သစိမ်းယောက်ျားနေပြီးတော့အမျိုးသမီးတယောက်ရဲ့ဒီစပင်ကိုမြင်ထားပါတော့မြင်နေထားပါတော့သူတေဝါတဲ့အခါကြလို့ရှိရင်အဲ့ဒီစပင်တွေအကုန်လုံးကိုမီးရမလောင်ပေါ့နော်မီးကနေခြံထားခဲ့တယ်အဲ့ဒါကြောင့်မလို့တခြားသစိမ်းယောက်ျားတွေကမြင်ခွင့်မရှိဘူးပြီးတော့အများအားအုပ်ထားရမယ်ပေါ့နော်သူတို့ရဲ့ယူဆချက်ရဒီလိုမျိုးသူတို့တည်သွားတဲ့ခါကြလို့ရှိရင်အကုန်လုံးသူတို့ရဲ့ခန္ဓာတစ်ခုလုံးပေါ့နော်တစ်ခုမကြမ်းမီးလောင်လဲဆိုလို့ရှိရင်သူတို့ရဲ့ဝိညာဉ်ဒီကောင်းကင်နိုင်ငံရောက်မယ်ကောင်းတဲ့နေရာရောက်မလို့ယူဆထားကြတာဖြစ်ပါတယ်သူတို့တည်သွားတဲ့ခါကြလို့ရှိရင်သူတို့ရဲ့ခန္ဓာပေါ့နော်စိတ်ပိုင်းတွေမီးရမလောင်လို့ဆိုလို့ရှိရင်သူတို့ဝိညာဉ်ကကောင်းကင်နိုင်ငံမှာရောက်ဖို့ဆိုပြီးတော့အဲ့ဒီမွတ်စလင်တွေကသူတို့ခံယူထားကြတာဖြစ်တယ်ပေါ့နော်အဲကြောင့်မလို့သူတို့စပင်ကိုအများအားသူတို့မျိုးသူတို့အုပ်ထားတာဖြစ်ပါတယ်ပြီးတော့အားကြောင့်ဒီလိုမျိုးအပါရပေါ့နော်သူတို့အားရနိုင်ငံအားရစကားနဲ့ပြောလို့ရမှာဆိုလို့ရှိရင်အပါရပေါ့နော်ငါတို့မြန်မာလူဆိုလို့ရှိရင်အမဲအောင်ကပါအဲ့လိုမျိုးဘာကြောင့်ဝတ်ဆင်ထားကြရလဲဆိုတော့သူတို့ကတစိမ်းယောက်ျားတစိမ်းလို့ရှိမှဆိုရင်ခြေမျက်စိလေးတော့မှပေါ်ခွင့်မရှိပါဘူးပြီးတော့ရှိရင်ဒီလိုမျိုးရင်ပတ်တွေပေါ့နော်ဒီလိုအသားတွေပေါ့ပေါ်ခွင့်မရှိပါတော့ပေါ်ခွင့်မရှိဘူးဘာကြောင့်ဖောက်ခွင့်မရှိပါဘူးအဲ့လိုမျိုးသူတို့ရဲ့အသားတွေဒီလိုမျိုးချင်းပတ်တွေကိုအဲ့ဒါမြင်ခွင့်ရှိမဲ့လူတွေသူတို့ရဲ့အမျိုးသားပြီးရင်သူတို့ဖေမေသူတို့ညီကောင်မောင်နှမတွေအဲ့ဒါတွေမြင်ခွင့်ရှိတဲ့အစိမ်းလူမြင်ခွင့်မရှိပါဘူးเนาะသူတို့ကအားရနိုင်ငံလူကတော်တော်များများသူတို့ကတခြားနိုင်ငံတွေလိုမျိုးကတော့မြန်မာနိုင်ငံလိုမျိုးသူတို့ရေးစားထားပြီးတော့သူတို့ကြိုက်ပြီးတော့ယူထားကြတာမဟုတ်ပါဘူးသူတို့ကမိဘပေးစားတဲ့လူကသူတို့ယူခွင့်ရှိတယ်ပြီးတော့သူတို့ကကြတော့အမျိုးသမီးတွေကိုဆိုလို့ရှိရင်နိုင်ငံတော်တော်များများမွတ်စလင်နိုင်ငံတော်တော်များများမှာFacebook သုံးခွင့်ပိတ်ပင်ထားတယ်ပေါ့နော် social media သုံးခွင့်မရှိပါဘူးအဲ့လိုမျိုးဖြစ်ပါတယ်ပြီးတော့သူတို့မှရေးစားထားခွင့်မရှိဘူးသူတို့မိဘပေးစားထားတဲ့လူပဲသူတို့ယူရမှာဖြစ်ပါတယ်ပြီးတော့လို့ရှိရင်ယောက်ျားလေးရဲ့အနေနဲ့လည်းမိန်းကလေးတယောက်ကိုယူတော့မယ်ဆိုလို့ရှိရင်သူမှကားတစ်စီးရှိရမယ်အိမ်တစ်လုံးရှိရမယ်အလုပ်ကန်ရှိရမယ်သူမှအလုပ်ကမရှိဘူးဝင်မရှိဘူးအိမ်တလုံးအောင်မှမရှိဘူးကားတစ်စီးအောင်မှမရှိလို့ရှိရင်မိမယူခွင့်မရှိဘူးပြီးရင်မိမတယောက်ကိုယူပြီးတော့လို့ရှိရင်ရှာဖွေကျွေးမွေးရမယ်မင်းကလေးတယောက်ကအိမ်မှုကိစ္စပဲလုပ်ရမယ်ပေါ့နော်အပြင်လုံးမလုပ်ရဘူးဘာလုံးမလုပ်ရပါတော့ယောက်ျားလေးသူယူထားတဲ့ယောက်ျားပဲသူ့ကိုရှာဖွေကျွေးမွေးရမှာဖြစ်ပါတယ်အဲ့လိုဖြစ်ပါတယ်ပြီးသွားလို့ရှိရင်ပေါ့နော်သူတို့ကကြတော့မွတ်စလင်အမျိုးသားတွေပေါ့နော်ယောက်ျားတွေကကြတော့မိန်းမ၄ယောက်အထိယူခွင့်ရှိတယ်သူတို့နိုင်ငံရဲ့ဥပဒေအရာပေါ့နော်ဒါကြတော့အိုမန်အကြောင်းနဲ့ပြောကြဖြစ်ပါတယ်ဒါကြတော့အိုမန်မှာဆိုလို့ရှိရင်ယောက်ျားတစ်ယောက်ကမိန်းမ၄ယောက်ယူခွင့်ရှိတယ်ဘယ်လိုလူတွေကလူတိုင်းယူခွင့်ရှိလားဆိုတော့လူတိုင်းယူခွင့်မရှိပါဘူးဘယ်လိုလူတွေကယူခွင့်ရှိလဲဆိုတော့ပတ်စံချမ်းသာတဲ့လူပေါ့နော်ပတ်စံချမ်းသာတဲ့လူပတ်စံရှိတဲ့လူရမှာမိန်းမ၄ယောက်ယူခွင့်ရှိတာဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ဟိုနိုင်ငံမှာဒီသူတို့ရဲ့နိုင်ငံသူတို့ဥပဒေအရသူတို့ဘွေရင်ကနေပြီးတော့တတ်မှတ်ထားတဲ့စီကံပေါ့နော်ယောက်ျားတစ်ယောက်ကမိန်းမ၄ယောက်ထိယူခွင့်ရှိတယ်ဒါပေမဲ့ဥပမာမြန်မာနိုင်ငံလိုမျိုးပေါ့နော်မယငယ်ယူပြီးတော့မယကြီးကိုပြစ်ထားမယကြီးနဲ့ကလေးကိုပြစ်ထားအဲ့လိုမျိုးမဟုတ်ဘူးအမနိုင်ငံမှာဆိုလို့ရှိရင်ကိုကမိန်းမယူတယ်ပထမအမျိုးသမီးပေါ့နော်အဲ့ဒီအမျိုးသမီးနဲ့
သူနဲ့ရတဲ့ကလေးတွေကိုသူလုံးဝတာဝန်ယူနိုင်တယ်ပြည့်ပြည့်စုံအောင်သူထားနိုင်တယ်သူ့မှာပတ်စံနေရှိတယ်စစ်စိမ်နေရှိတယ်သူချမ်းသာတယ်ဆိုမှအမျိုးသမီးလေးယောက်ယူလို့ရတယ်ပေါ့နော်သူကအမျိုးသမီး၄ယောက်ယူခွင့်ရှိတယ်။ဥပမာအမျိုးသမီးသူက၄ယောက်လက်ထပ်ထားရဲဆိုလို့ရှိရင်အဲ့ဒီအမျိုးသမီး၄ယောက်စလုံးကိုပေါ့နော်။အဲ့ဒီသူလက်ထပ်ထားတဲ့အမျိုးသမီး၄ယောက်စလုံးကိုသူတန်းတူညီတူထားရမယ်။သူတို့နဲ့မွေးလာတဲ့ကလေးဆိုလို့ရှိရင်လည်းအကုန်လုံးတန်းတူထားရမယ်။မရကြီးရဲ့ကလေးကိုကြောင်းကောင်းကောင်းမှထားနိုင်ရင်ဂျန်တဲ့၃ယောက်ရဲ့ကလေးလည်းကြောင်းကောင်းကောင်းမှထားနိုင်ရမယ်။အခုစားလည်းအတူပတ်ဆင်ရမယ်။တန်းတူပေါ့နော်။တန်းတူပြီးတော့အမျိုးသမီးတွေမှာလည်းသူယူထားတဲ့အမျိုးသမီး၄ယောက်စလုံးပေါ့နော်။မရကြီးမှာရွှေတကွန်းပေါ့နော်ရွှေတကွန်းရှိလို့ရှိရင်ကျန်တဲ့မင်းငယ်တွေလည်းအကုန်လုံးရွှေတကွန်းရှိရမယ်အဲ့လိုမျိုးအိမ်ဆိုလို့ရှိရင်လည်းအကုန်လုံးတန်းတူပေါ့စောက်ပေးရမယ်အကုန်လုံးတန်းတူညီတူမိအဲ့ဒီသူယူထားတဲ့မိမလေးယောက်စလုံးကိုတန်းတူညီတူဆက်ဆံရမယ်ပြီးတော့လို့ရှိရင်သူနဲ့ရလာတဲ့ကလေးတွေအကုန်လုံးကိုလည်းတန်းတူညီတူထားရမယ်သူယူထားတဲ့မိမ၄ယောက်စလုံးကိုလည်းသူတန်းတူညီတူထားရမယ်အဲ့လိုမျိုးတန်းတူညီတူမထားနိုင်ဘဲနဲ့မိမ၄ယောက်ယူလို့ရှိရင်သူတို့အိုမန်နိုင်ငံရဲ့ဥပဒေအရယောက်ျားတစ်ယောက်ကိုအစိုးရနေပြီးတော့ထောင်ချမှာဖြစ်ပါတယ်စင်ရဲတယ်မတက်နိုင်ဘူးဆိုလို့ရှိရင်တော့မိမတစ်ယောက်ပဲယူခွင့်ရှိရဖြစ်ပါတယ်ပေါ့နော်အဲ့ဒါပြောပြချင်ပါတယ်ဘုသူတအနေနဲ့ပြန်ပြီးတော့ညဝေပေးထားတာဖြစ်ပါတယ်ဒါကြတော့ဘယ်လိုတရားလဲဆိုတော့ငါတစ်ချိန်မှနေပြီးတော့ပြန်ပြီးတော့အိုမန်နိုင်ငံမှာနေတော့ကသူကပြောပြပေးတာဖြစ်ပါတယ်ပေါ့နော်ငါအိုမန်နိုင်ငံမှာနေတော့ကဆိုလို့ရှိရင်လည်းငါတစ်ချိန်မှနေဆိုရင်အရန်ခင်နေပေါ့နော်သူကလည်းလူငယ်ဆိုတော့ကိုတီချင်တဲ့ဘုသူတလေးအကုန်လုံးမေးလို့ရှိရင်သူအကုန်လုံးပြန်ပြီးတော့ညဝေပေးထားတာဖြစ်တယ်ပေါ့နော်အဲကြောင့်မလို့အိုမန်နိုင်ငံအကြောင်းပြီးတော့ဒီအမွတ်စလင်အမျိုးသမီးတွေရဲ့အကြောင်းပေါ့နော်ဒီအင်ဂျီအမေရောင်ရဲ့အကြောင်းကိုပြန်ပြီးတော့ညဝေပေးခြင်းဖြစ်ပါတယ်